ဝတ္ထုစာအုပ်တွေမဟုတ်ဘူးပေါ့နော်ကတ်တွန်းစာအုပ်တွေလည်းမဟုတ်ဘူးကြပြစာအုပ်တွေလည်းမဟုတ်ဘူးပေါ့နော်တို့တွေကလာမေးကြတယ်ပေါ့နော်ထောင်ကနန်းလောက်နဲ့ဒီစာအုပ်လေးတွေကိုမေးကြတာလေးရှိလို့ပေါ့နော်မျိုးအယောင်လေးစုံနဲ့ကာလာတုံစာအုပ်တွေကိုရောဘယ်ကိုပို့ရမလဲဆိုတော့ USA ကအမတယောက်ကိုပို့ပေးမှာပေါ့နော် USA ကနေပြီးတော့မှ online class အထူးတင်တဲ့တန်းပွဲကိုတင်တဲ့တက်ရောက်နေတယ်အမတယောက်ကိုပို့ပေးမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ဒီအညက်တိတန့်ပေါ့နော်တဘာသာချင်းစီတန်းကိုကျွန်တော်တိတန့်နေတယ် online class ကိုတင်တဲ့တက်တာပေါ့နော်ဒါကတော့အညက်တိတန့်ယောက်ျားလေးအညက်တိတန့်စာအုပ်ဖြစ်ပါတယ်ခင်ဗျာဒါကတော့ lady hair ကတင်တိတန့်စာအုပ်ဖြစ်ပါတယ်ဒါကတော့ကျွန်တော် hair color ပေါ့နော် main ကလေးပိုင်း hair color စာအုပ်ဖြစ်ပါတယ်ပြီးရင်ဒီကောင်ကတော့ကျွန်တော် hair strip ပေါ့နော် main ကလေးပိုင်းနဲ့အဖြောင်ပိုင်းစာအုပ်ဖြစ်ပါတယ်ခင်ဗျာပြီးရင်ဒီကောင်ကကျတော့ digital pen ပေါ့နော် main ကလေးပိုင်းနဲ့ digital pen digital အကောက်စာအုပ်ဖြစ်ပါတယ်ဒီကောင်ကကျတော့ကိုးပန် main ကလေးပိုင်းနဲ့ main ကလေးအေးကောက်ပေါ့နော်အေးကောက်စာအုပ်ဖြစ်ပါတယ်ဒီစာအုပ်ဒီအကုန်လုံးဒီဗားရဲ့6မျိုးပေါ့နော်ဒီဗားရဲ့6မျိုးကို online class အထူးတည်တန်းခွဲတင်တဲ့နေတဲ့ US အမှားတရားကိုပို့ပေးမှာဖြစ်ပါတယ်ခင်ဗျာဒီစာအုပ်တွေကတော့ကျွန်တော်ဒါဝတ္ထုစာအုပ်တွေမဟုတ်ဘူးပေါ့နော်ကတ်တွန်းစာအုပ်တွေလည်းမဟုတ်ဘူးကြပြစာအုပ်တွေလည်းမဟုတ်ဘူးပေါ့နော်ဒီစာအုပ်ထဲမှာကျွန်တော်ဒီဖတ်လို့ကောင်းရေးထားတဲ့စာကြောင်းတစ်ကြောင်းမှမပါဘူးပေါ့နော်တချို့တွေကလာမေးကြတယ်ပေါ့နော်ထောင်ကနန်းလောက်နဲ့ဒီစာအုပ်လေးတွေကိုထင်ပြီးတော့မှဒီစာအုပ်ဘယ်လောက်လဲဆိုပြီးတော့မှမေးကြတာလေးရှိလို့ပေါ့နော်ဒီစာအုပ်တွေကတော့ကျွန်တော်ဒီစပင်ညက်နီးပညာရဲ့စာအုပ်ဖြစ်ပါတယ်ခင်ဗျာဒီစာအုပ်တွေထဲမှာဆိုလို့ရှိရင်ကျွန်တော်ဒီစပင်ပညာရဲ့နီးပညာအကုန်လုံးကိုဒီထဲမှာထည့်ထားပေးတယ်ပေါ့နော်ဒီဘာသာစုံတွေအကုန်လုံးကိုကျွန်တော်အပြင်မှာတင်တက်မယ်ဆိုရင်တော့တင်တက်ကြီး10တိန်းအထက်မှာတင်တက်ကြီးပြီးပြီးတော့မှတက်ရတဲ့ဘာသာစုံစပင်ညက်နီးပညာတွေကိုကျွန်တော်ဒီနေဝေးကဝါရဏရှင်တွေနဲ့ overseas ရောက်နေတဲ့ကျွန်တော်ရဲ့ဒီစပင်ဝါရဏရှင်တွေအတွက်ကိုဒီရွေပြီးတော့မှမျှဝေပေးတာပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီစာအုပ်လေးတွေကတော့ကျွန်တော်တောင်းကနာလောက်ရှိတယ်ကြောင်းပေးထားတယ်ပေါ့နော်ဒီစာအုပ်တွေကိုလိုချင်တယ်ဆိုလို့ကျွန်တော်ရဲ့ဒီ Viber ဖုန်းနံပါတ်ဖြစ်တဲ့0663393939နဲ့399633233939ကိုချစ်တို့မှာအသေးစိတ်ဆက်သွယ်စုံစမ်းမိများမှာယူနိုင်တယ်ပေါ့နော်ကျွန်တော်စီမှာတဘာသာချင်းစီမရဘူးလားဆိုတော့မေးထားတဲ့မိတ်ဆွေတွေအခုလက်ရှိမှာကျွန်တော်တဘာသာချင်းစီတန်းကိုအတက်နိုင်ဆုံးရအောင်ထုတ်ပေးထားတယ်ကျွန်တော်စီမှာရတဲ့ဘာသာရက်မှာဆိုလို့ချင်းကျွန်တော်တရားဆိုလို့ချင်းကိုးပန်ပေါ့နော် main ကလေးအကောက်ပိုင်းတိကျစာအုပ်တွေရမယ်ပြီးရင်ကျွန်တော် main ကလေး digital အကောက်တိကျစာအုပ်ရမယ်ပြီးရင်ကျွန်တော်ဒီ main ကလေးအဖြောင်ပိုင်းတိကျစာအုပ်ရမယ်ပြီးရင်ကျွန်တော်ဒီ main ကလေးကာလာပိုင်းပေါ့နော် main ကလေးကာလာပိုင်းတိကျစာအုပ်ရမယ်ပြီးနောက်တစ်ခုကျွန်တော်ဒီ main ကလေးကတင်ပိုင်းပေါ့နော်ပြီးရင်ကျွန်တော်ဒီဘက်မှာဆိုလို့ရှိရင်ယောက်ျားလေးကတင်ပိုင်းနဲ့ဆိုပြီးတော့မှဒီစာအုပ်6အုပ်ကိုတဘာသာချင်းတိကျမှာလို့ရပြီပေါ့နော်တော့ပုံမှန်ဆိုလို့ကျွန်တော်ဘာသာဆုံးစာအုပ်ဆိုပြီးတော့မှညဝေပေးတာရှိတယ်ပေါ့နော်အခုလက်ရှိမှာဆိုလို့ရှိရင်တိကျစာအုပ်လေးတွေရေးထားကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ရဲ့အခုလက်ရှိ online class အထူးတင်တန်းခွဲတက်နေတယ်အမှားတယောက်ကိုပို့ပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့တခါတည်းလက်ရှိထုတ်ပေးတာပေါ့နော်တို့ရဲ့စာအုပ်လေးတွေကတော့ကျွန်တော်ဒီစပင်ညက်နီးပညာစာအုပ်ဖြစ်တဲ့အတွက်ကြောင့်မလို့တောင်းဝန်ပိုင်းလေးတွေနဲ့ပဲရောင်းချပေးတာဖြစ်ပါတယ်ခင်ဗျာအသေးစိတ်ကတော့ကျွန်တော်ဒီ Viber ဖုန်းနံပါတ်ဖြစ်တဲ့0663393939နဲ့399633233939ကိုချေ Viber တို့မှာဆက်သွယ်စုံစမ်းမိများနိုင်တယ်လို့ Messenger တွေကနေပြီးတော့ Facebook Messenger ပဲဖြစ်ဖြစ် TikTok Messenger ပဲဖြစ်ဖြစ်မေးလို့ရတယ်ပေါ့နော်ဘာသာချင်းစီတိုင်းမှာဘာသာရဲ့အလိုက်ကိုဇီလီတက်မှတ်ထားပြီးတဲ့အတွက်ကြောင့်မလို့ဘာသာရဲ့အလိုက်မှာဇီလီရောနေနဲ့꿰သွားမယ်ပေါ့နော်အသေးစိတ်ကိုသိကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဒီ page တွေမှာလာပြီးတော့မှမေးလို့ရတယ်ပေါ့နော် Viber ဖုန်းနံပါတ်တွေမှာလည်းမေးလို့ရတယ်ဒီလိုကျွန်တော် online class အထူးတင်တန်းခွဲကိုတင်တက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ Viber ဖုန်းနံပါတ်တွေမှာလည်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်တယ်ဘယ်နိုင်ငံပဲဖြစ်ဖြစ်ဘယ်ဒေသပဲဖြစ်ဖြစ် online class ကို join လုပ်ရတယ်တယောက်ချင်းစီကိုကျွန်တော်ဒီ Viber နေပြီးတော့မှအထူးတည်တန်းတင်ကြပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အားတဲ့အချိန်မှာအချိန်ကိုညှိပြီးတော့တင်တက်လို့ရတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကျတော့ကျွန်တော်ဒီနေဝေးကဝါရဏရှင်တွေပေါ့နော်တချို့ဒီနေဝေးကဝါရဏရှင်တွေမေးကြတယ်ပေါ့နော်အိမ်ရောက်ငွေရှိမရဘူးလားဆိုတော့မေးကြတယ်ပေါ့နော်ကျွန်တော်ဒီအိမ်ရောက်ငွေရှိစနစ်ကကျတော့ကျွန်တော်ဒီတချို့ customer တွေကလည်းမသိလို့ပေါ့နော်ဒီအိမ်ရောက်ငွေရှိကျွန်တော်အရင်ကလုပ်ဖို့အတွက်ဆိုပြီးတော့မှကျွန်တော် delivery နဲ့စုံစမ်းကြည့်တယ် delivery ကကျတော့ကျွန်တော်အိမ်ရောက်ငွေရှိလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီသူတို့နဲ့စာချုပ်ချုပ်ရတယ်ပေါ့နော်ဒီပစ္စည်းကိုအိမ်ရောက်ငွေရှိစာချုပ်ချုပ်ရတယ်အဲ့တော့ကျွန်တော်တိတ်နားမလဲဘူးပေါ့နော်သူတို့ကစာချုပ်အမြဲတမ်းစာချုပ်ချုပ်ထားပြီးတော့မှသူတို့ရှင်းမဲ့အပတ်ရောက်မှကျွန်တော်တို့စာအုပ်ဒီစာအုပ်ကိုရှင်းပေးတာပေါ့နော်ကျွန်တော်ဒီစာအုပ်တွေအမြဲတမ်းရောင်းပေးတာမဟုတ်ဘူးပြီးတော့ကျွန်တော်ဒီတခြား online ဈေးရောင်းတဲ့လူတွေလိုမျိုးကျွန်တော်ဒီအများကြီးထောင်နဲ့စီကြတယ်နဲ့စီပြီးတော့မှရောင်းတာမဟုတ်တဲ့အတွက်ကြောင့်မလို့အိမ်ရောက်ငွေရှိမရဘူးပေါ့နော်တကယ်လိုအပ်တဲ့မိတ်ဆွေတွေအတွက်တော့ကိုပဲကျွန်တော်ဒီရောင်းပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ဒီစာအုပ်တွေကအိမ်ရောက်ငွေရှိစနစ်ကိုမရတာပေါ့နော်အဲ့ဒါလေးကိုလည်းကျွန်တော်ရဲ့နေရာ customer တွေနားလည်စေချင်တယ်ပေါ့နော်အိမ်ရောက်ငွေရှိမရဘူးလားမေးထားတဲ့မိတ်ဆွေတွေအတွက်ကိုပါကျွန်တော်အိမ်ရောက်ငွေရှိတော့မရသေးပါဘူးခင်ဗျာငွေကြိုလွှဲတာနဲ့ကျွန်တော်ဒီနောက်ရက်ကိုအတက်နိုင်တော့အမိပို့ပေးရပေါ့နော်ငွေလွှဲတော့မယ်ဆိုလို့ရှိရင်ကျွန်တော်ယုံကြည်စိတ်ချအောင်ဆိုပြီးတော့မှဗီဒီယိုကောခေါ်ပြီးတော့မှငွေကိုလွှဲခိုင်းတယ်ပေါ့နော်ဒီလိုပုံစံလေးတွေနဲ့လုပ်လို့ရတယ်ဘယ်နိုင်ငံပဲဖြစ်ဖြစ်ဘယ်ဒေသပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ဒီစပင်ညက်နီးပညာစာအုပ်တွေကိုမှာလို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့မြန်မာပြည်တွင်းဆိုလို့ကျွန်တော်အမျိုးမျိုးအနေနဲ့တောင်ပို့ပေးတယ်ပြည်ပဆိုလို့ရှိရင်ကျွန်တော်နိုင်ငံတကာကိုအိမ်ရောက်ပို့ဆောင်ပေးပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုဖိုင်မှာပြန်လည်ဆုံတွေ့ကြပါနော်